阿龙明格拉巴，今面当摩多长若皮亚个青蛙呀啦，表家巴的啦，皮亚的跟面貌热天嘛，阿龙表家咩，万苗家咩，皮亚的面貌热天嘛，收银木的，布板木的，一表呢为了用起吧，好吧的啦个咩啊，皮亚的跟脑袋靠来靠地皮吧哦，地皮个万一罗啥的，面来靠地皮吧，Amen。Ubega puede ni combatela. Shalom, shalom. Piar gen jimya demo bula. One more time, shalom. A change le puaje yai beba shalom. Dibega shalom le puaje yai beba change. Tabra piar gen nyinte chinte yau base. Dibega puede alo shalom ba. Le puaje yai bro salam la change lesson le puaje yai be ba Amen ဒီနေ့လိုကြီးမြတ်တဲ့အခွင့်အထူးအခါတို့အတွက်ဘုရားသခင်အကုန်ကျေးဇူးတော်ကိုထူးပဲချီးမွမ်းပါတယ်လာရောက်ပါဝင်နိုင်ကြတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ Focus Assembly မိသားစုများအနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ကိုဥစွာပြောလိုပါတယ်ဒီနေ့အတွက်ကျွန်တော်ယူဆောင်လာတဲ့ကျမ်းပိုက်ကတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၄ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၄အငယ်24ကျွန်တော်နောက်ကနေယေရှုပြု၍လိုက်ဆိုပေးပါအောင်ကျဲကျဲလေးဝန်ခံရအောင်ဘုရားသခင်သည်နောင်ဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်နောင်ဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ဟာလေလုယာလက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းရအောင်ဒီကနေ့ဘာဖြစ်လို့ကျွန်တော်တို့ဒီလောက်တောင်မှအချိန်ယူပြီးတော့အကြီးကျယ်ခမ်းနားဆုံးချီးမွမ်းကိုးကွယ်တယ်လဲဆိုရင်ကျွန်တော်တို့ကိုးကွယ်တော်ဘုရားသည်အလွန်ချီးမွမ်းထိုက်တော်ဘုရားကိုးကွယ်ခြင်းအလုံးကိုခံထိုက်တော်ဘုရားခင်ဖြစ်တယ်အလွန်ကြီးမြတ်တော်ဘုရားခင်ဖြစ်တယ်ဘုံတကူတော်၌စံပယ်တော်မူသောဘုရားခင်ဖြစ်တယ်။တည်နေတော်ဘုရားမဟုတ်ဘူးအသက်ရှင်၍အမျက်ဆုံးသောဇာဇပလင်ပေါ်မှာစံပယ်တော်မူသောဘုရားခင်ဖြစ်တယ်။ဟာလေလုယာဟာလေလုယာကိုယ်ွယ်ခြင်းချီးမွမ်းခြင်းအားလုံးအစဉ်ခံထိုက်တော်ရှင်ဖြစ်တဲ့လက်ကုပ်တီးပြီးဘုရားကိုချီးမွမ်းရအောင်အာမင်ထိုဘုရားသခင်သည်ကောင်းကင်နဲ့မြေကြီးမြင်နိုင်တဲ့အရာမမြင်နိုင်တဲ့အရာစัจ java လာကြီးတစ်ခုလုံးကိုဖန်ဆင်းပြီးတော့အုပ်ဆိုးသောအရှင်သခင်ဖြစ်တယ်အာမင်အရာခတ်သိမ်းသူ့ရဲ့အခွင့်အာဏာအောက်မှာတည်ရှိနေတာဖြစ်တယ်မတိတော့သူတွေကတော့မတိပဲဖြစ်နေလိမ့်မယ်ဒုတ်တော့တိတော့ကျွန်တော်နဲ့ခင်ဗျားတို့တယောက်တယောက်စီတိုင်းထိုကြီးမြတ်သောဘုရားမြင်လို့တော့မရပေမဲ့အမှန်တကယ်ရှိတော်ဘုရားခင်ဖြစ်တယ်ဘုံကြီးသောရှင်ဖြစ်တယ်အရာခတ်သိမ်းကိုတတ်နိုင်သောရှင်ဖြစ်တယ်မိတ်ဆွေနဲ့ကျွန်တော်သူ့တော်ရှိတော်မောက်မှာပိုးလောက်တောင်မှတန်ဖို့မရှိပေမဲ့ချစ်တော်မူသောထာဝရဘုရားခင်ဖြစ်တယ်ချီးဝမ်းပါကိုးကွယ်ပါအားရပါလက်ကောက်တီးပေးပါထာဝရဘုရား Hallelujah Praise the Lord Amen Amen ဒီနေ့ကျွန်တော်ပြောပါရစေကျွန်တော်လောကမှာလူရည်လောက်ဖြစ်လာရခြင်းရဲ့အဓိကရည်ရွယ်ချက်သည်အဲ့ဒီဖန်ဆင်းရှင်ကိုသိပြီးတော့အဲ့ဒီဖန်ဆင်းရှင်ကိုနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းအမြင့်ဆုံးသောနေရာမှာထားပြီးတော့ထာဝရကိုးကွယ်ချီးမွမ်းမှုကကျွန်တော်တို့လူသားဖြစ်ရခြင်းရဲ့အဓိကတာဝန်ဝတ္တရားဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီလက်ခောက်တီးပြီးတော့ချီးမွမ်းပါအောင်အာမင်Amen လောကမှာလူရည်လို့လာဖြစ်ရခြင်းဟာလူတွေကတော့ပြောမယ်စာဝတ်နေရေးအရင်ရှာဖို့စီးပွားရှာဖို့ပညာရှာဖို့ဟိုဟာရှာဖို့တရားရှာဖို့လို့ပြောကောင်းပြောလိမ့်မယ်တကယ်တမ်းကျတော့အဲ့ဒါအဓိကမဟုတ်ဘူးကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ကျွန်တော်တို့မရှိခဲ့တဲ့အလူတွေကိုရှိအောင်လုပ်ပေးတဲ့ဘုရားသခင်မတီးရှိသေးတဲ့အရာတွေကိုတီးရှိအောင်လုပ်လာတဲ့ထာဝရဘုရားကိုတိပြီးတော့သူ့ကိုချေးမွမ်းဖို့သူ့ကိုကိုးကွယ်ဖို့ကျွန်တော်တို့ရဲ့နံပါတ်1တာဝန်ဖြစ်တယ်ဟုတ်ပါသလားခင်ဗျာ
ဟုတ်ပါတယ်ဆရာတို့လေးလက်ကောက်ပြဟာလေလုယာဟောပြီးတော့ပြောင်းချီးမွမ်းရအောင်အာမင်အာမင်ဒီနေ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဘလောက်ပဲပညာတတ်ပါစေဘလောက်ပဲတထေးတကြွယ်ဖြစ်ပါစေဘလောက်ပဲသတ်ဆွမ်းနိုင်တဲ့လူဖြစ်ပါစေထိုထာဝရဘုရားအရာခတ်သိမ်းရဲ့အရှင်ကိုမသိဘူးသူကိုတကယ်စိတ်နှလုံးအကျွမ်းမဲ့အကြီးမြတ်ဆုံးသောနေရာမှာမထားတတ်သေးဘူးမကိုးကွယ်တတ်သေးဘူးဆိုရင်တကယ်ကြတော့ကျွန်တော်တို့ရဲ့လူဖြစ်ရခြင်းဟာအချီးနီးတာဝန်ပြက်ကွက်နေတော့သူများဖြစ်ပါတယ်အကြောင်းဘုရားသခင်ကိုကျွန်တော်တကယ်သိပြီးတော့အမြင့်မြတ်ဆုံးသောနေရာမှာတကယ်ထားပြီးတော့အကြီးမြတ်ဆုံးသောနေရာမှာတကယ်ထားပြီးတော့ကျွန်တော်တကယ်ချီးမွမ်းပြီးတော့သူကိုတကယ်ကိုးကွယ်ပြီးတော့တကယ်သူကိုကျွန်တော်တို့အမြဲတမ်းစိတ်နှလုံးသားနဲ့နာဝိညာဉ်ကနေကိုးကွယ်ပြီးတော့ချီးမွမ်းဖို့ဒါဘုရားရဲ့မျှော်လင့်နေသောအရာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ယေရှုကိုယ်တိုင်ကပြောတယ်ထာဝရဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော့သူတို့ဒီပါတယ်လဲကွယ်နာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ပြန်ပြောပါဦးဘာနဲ့ကိုးကွယ်ရမလဲနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဘုရားသခင်ကကောင်းကြီးပေးတော့ပဲသူ့ကိုကိုးကွယ်မှာမဟုတ်ဘူးကိုးကွယ်ရမှာမဟုတ်ကောင်းကြီးပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအမျက်ဆုံးသောနေရာမှာသူ့ကိုသာလင်ထားပြီးတော့ချီးမွမ်းကိုးကွယ်ရမှာဖြစ်တယ်စာမီးပွဲအောင်သည်ဖြစ်စေကြသည်ဖြစ်စေထိုဘုရားသခင်ကိုသာလင်အမျက်ဆုံးသောနေရာမှာထားပြီးတော့ကိုးကွယ်ချီးမွမ်းရမှာဖြစ်တယ်စီးပွားရေးအောင်မြင်သည်ဖြစ်စေဆုံးရှုံးသည်ဖြစ်စေသူဘုရားသခင်ကိုသာလင်အမျက်ဆုံးသောနေရာမှာထားပြီးတော့ကိုးကွယ်ချီးမွမ်းရမှာဖြစ်တယ်ဟာလေလုယာလက်ကောက်တီးပြီးတော့ဘုရားကိုချီးမွမ်းရအောင်ထာဝရဘုရားကိုနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ခြင်းဆိုတာကကျွန်တော်တို့ရဲ့ခံစားမှုအလုံးရဲ့အထက်မှာအလုံးပြောပါအောင်ခံစားမှုအလုံးရဲ့အထက်မှာဘုရားသခင်ကိုသာလင်ကြီးမြတ်စေပြီးတော့သူ့ကိုကိုးကွယ်ဖို့ဖြစ်တယ်သူ့ကိုချီးမွမ်းဖို့ဖြစ်တယ်အာမင်အာမင်တချို့ကဘုရားကိုးကွယ်တော့မယ်ဆိုရင် feeling လေးတိတ်မကောင်းရင်မကိုးကွယ်ခြင်းဘူးလက်ပဲနင်းကန်ပိုက်နေတယ်ဘယ်သူမှလက်ပိုက်ခိုင်းတာမဟုတ်နဲ့လက်ကြီးပိုက်ပြီးတော့ဘာဖြစ်လဲ feeling မလာဘူးခင်ဗျာ feeling လာသည်ဖြစ်စေမလာသည်ဖြစ်စေဘုရားသားလေးအကြီးမြတ်ဆုံးသောနေရာမှာရှိရမှာဖြစ်တယ်အာမင် feel ငေါသည်ဖြစ်စေမငေါသည်ဖြစ်စေအာမင်အာမင်အသက်ကွဲသည်ဖြစ်စေမကွဲသည်ဖြစ်စေဟာလေလုယာအာမင်စုတောင်းတာရသည်ဖြစ်စေမရသည်ဖြစ်စေဘုရားသခင်သည်အကြီးမြတ်ဆုံးသောဘုရားဖြစ်တဲ့ဆိုတော့တကယ်သိပြီးတော့ကိုးကွယ်ကြောသူသည်နာဝိညာဉ်နဲ့သစ္စာနဲ့ဖျောက်ကိုးကွယ်ခြင်းဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးဘုရားသခင်ကိုချီးမွမ်းရအောင်အာမင်အဲ့ဒီလိုတကယ်ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုန်းကြီးခြင်းလှပတော်မူခြင်းတန်ရှင်း၍မြင့်မြတ်တော်မူခြင်းကိုတကယ်တည်တော်သူတွေအတွင်းဝိညာဉ်ကနေကိုယ်ခွဲတာဖြစ်တယ်အချင်းဆိုရင်လေဘင်းအပေါ်ကနေပဲမဆိုတော့ဘူးစာသားအုံနောက်အတိနဲ့ပဲမဆိုတော့ဘူးအလုံးပြောပါအောင်အတွင်းဝိညာဉ်ကနေအတွင်းဝိညာဉ်ကနေစီးထွက်ပြီးတော့ဘုရားသခင်အိုးကိုရောကြီးမြတ်ပါပေတယ်ကိုရောဘုန်းကြီးပါပေတယ်ကိုရောလှပပါပေတယ်ကိုရောမြင့်မြတ်ပါပေတယ်ကိုရောနဲ့သူတော်သူတစုံတယောက်မှမရှိပါဘူးကိုရောရဲ့လှပခြင်းကိုရောရဲ့တန်ရှင်းတော်မူခြင်းကိုရောရဲ့ချစ်ချင်းမြတ်တာကိုရောရဲ့တကိုးကြီးခြင်းကိုရောရဲ့တတ်နိုင်ခြင်းဒီဘယ်အရာနဲ့မှမနိုင်ပါဘူးကျွန်ုပ်အပေါ်မှာကျွန်ုပ်ရဲ့အတိတရားကပေါ်ပြနေပါတယ်ဆိုတော့ချီးမွမ်းတတ်တော်သူတွေဘုရားသခင်ကိုနာဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်တော်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာတနည်းအားဖြင့်အဲ့ဒီလိုဘုရားကိုတည်တော်သူဟာသူ့ရဲ့နှလုံးသားထဲမှာထိုကြီးမြတ်သောဘုရားသခင်နေစိုးစံပြီးတော့စံပယ်တော်မူတာဖြစ်တယ်အာမင်
ဘုရားသခင်ခင်ဗျားရဲ့နှလုံးသားထဲမှာစိုးစံပြီးတော့စံပယ်ပြီးတော့အုပ်ဆိုးလာတဲ့အခါမှာခင်ဗျားရဲ့ဘဝမှာဘုရားလောက်ကြီးမြတ်တာဘာမှမရှိတော့ဘူးဘုရားလောက်ဘုန်းကြီးတာဘာမှမရှိတော့ဘူးဘုရားလောက်လှပတာဘာမှမရှိတော့ဘူးဘုရားရဲ့တကိုးလောက်ခင်ဗျားနိုင်လို့ရတာဘာမှမရှိတော့ပဲနဲ့ဘုရားသခင်ကိုသာလေအကြီးမြတ်ဆုံးတော်နေမှာအမြင့်ဆုံးတော်နေမှာထားပြီးတော့ကိုယ်ကွယ်လာတတ်တော်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်ကျမ်းစာကိုဖတ်တဲ့အခါမှာကျမ်းစာထဲမှာပထမဦးဆုံးရေးတဲ့ကျမ်းစာကဘာလဲဆိုရင်ယောဘဝတ္ထုဖြစ်တယ်ကျမ်းစာ66အုပ်ထဲမှာပထမဦးဆုံးရေးတဲ့စာအုပ်ကဘာလဲယောဘဝတ္ထုဖြစ်တယ်အဲ့ဒီယောဘဝတ္ထုထဲမှာယောဘကြီးဟာအရှိမျက်နှာပြင်မှာအရှိတိုင်းမှာအချမ်းသာဆုံးဖြစ်ခဲ့တယ်ပြီးတော့လက်ညှိုးထိုးလွတ်အောင်ဖြောင်းမခဲ့တဲ့သူဖြစ်တယ်ထာဝရဘုရားကိုယူတည်တဲ့လူဖြစ်တယ်သူ့လောက်ချမ်းသာတဲ့လူလည်းမရှိဘူးသူ့လောက်ဖြောင်းမတဲ့လူလည်းမရှိဘူးဒါပေမဲ့ဘုရားပေးတဲ့အဲ့ဒီကောင်းကြီးတွေကိုစာတန်ကမနာလိုတော့ကြောင့်တနေ့တော့ကဘုရားသခင်ရဲ့ညီလာခံကြီးမှာဒီနေ့ညလို့ဟောဘုရားသခင်စုဝေးတဲ့နေရာမှာဘယ်လိုလဲရောက်လာတယ်လဲစာတန်ဘယ်သူမှဖိတ်ပဲနဲ့ပေါက်ချလာတယ်ပေါက်ချလာဘုရားသခင်ကချစ်ချင်းတရားဟဲ့ကောင်စာတန်နင်ဘယ်ကနေလာတယ်လဲအရှေ့နောက်တောင်မြောက်ကဘာမြေတစ်ခုလုံးကိုမွေနောက်ပြီးမှရောက်လာပါတယ်ကိုတော်ဘုရားလို့ပြောတယ်အဲ့ဒီဆိုရင်နင်ကဘာလုံးကိုနှံ့လာခဲ့တယ်ဆိုရင်ငါရဲ့ဖြောင်းမှတ်သူယောဘကိုနင်သိတယ်လားလို့ပြောတယ်အဲ့နဲ့စာတန်ကတိတာပေါ့ကောင်းကောင်းတိတာပေါ့သူလောက်သမျှကိုကိုရောကောင်းကြီးပေးတာကိုရောပေါ်မှာတစ္ဆာရှိမှာပေါ့ကိုရောကိုကူးကွယ်မှာပေါ့မယုံရင်သူ့ကိုနည်းနည်းထိလိုက်စမ်းသူ့ဥစ္စာတွေကိုတော့ဖျက်ဆီးလိုက်စမ်းချစ်ချင်းကိုရောကိုသူချိန်ဆဲလိုက်မယ်တဲ့အဲ့နဲ့ဘုရားသခင်ကလည်းမခံချင်ဘူးအဲ့ဒီညမှာလေဘုရားသခင်လည်းမခံချင်တဲ့စိတ်ရှိတတ်တယ်ဆိုတာကျွန်တော်လေ့လာတယ်နည်းနည်းကလေးစံတလားလို့တောင်ခံစားမိတယ်ဒါပေမဲ့ကလေးတော့စံတာမဟုတ်ပါဘူးဘုရားသခင်ကိုဒီညကနေအတင်းချဖို့မဟုတ်ပါဘူးလုံးဝကလေးမစံဒါပေမဲ့နင်ထိချင်ထိသူကငါ့ကိုဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ဘူးစာတန်ကလည်းခေါ်နာရဆိုနေဆင်းလာပြီးတော့ယောဘပိုင်ဆိုင်သမျှတိုးတွေနွားတွေတလိပ်ဆန်တွေကလအုပ်တွေတရက်ထဲမှာအကုန်လုံးတေခိုင်းလိုက်တယ်နောက်သူ့ရဲ့ဂျွန်ယောက်ျားဂျွန်မိန်းမတွေတရက်ထဲမှာတေခိုင်းလိုက်တယ်သူ့ရဲ့သားသမီးတွေအကုန်လုံးတရက်ထဲမှာတေအောင်လုပ်လိုက်တယ်စာတန်ကတယောက်တော့သူကတရင်လာပို့တယ်ဟာယောဘကြီးရဲ့ပိုင်ဆိုင်သမျှတွေအခုမရှိတော့ဘူးဂျွန်ယောက်ျားဂျွန်မိန်းမတွေမရှိတော့ဘူးအဲ့မှာယောဘကဘယ်လိုဖျားမျိုးလဲဆိုတော့ဘုရားကိုစွန့်ပစ်ဖို့မကြံခဲ့ဘူး။ဘာပြောလဲ။oneနေတယ်။ oneနေဆိုတဲ့သူ့ရဲ့အင်ဂျီကြီးစုပ်ပစ်လိုက်တယ်။ဖုံမုံနဲ့လူပြီးတော့ပြက်ဝတ်ပြီးတော့ငါအမိဝမ်းတဲ့ကနေမွေးဖွားတော့ကဒီလောကကြီးတဲ့ကလက်ချီတက်တက်လာတယ်။ဒီနေ့ဒီလောကကနေဘာမှယူမသွားဘဲနဲ့လက်ချီတက်တက်ပြန်ထွက်သွားရမယ်လူပါ။ဘုရားသခင်ကပေးသနာတော်မူတယ်။ဘုရားသခင်ကရုပ်သိမ်းတော်မူတယ်ထိုဘုရားသခင်ရဲ့နာမတော်သားလည်းဘုန်းကြီးပါစေဆိုတော့ပြောက်ဝက်ပြီးတော့ဘုရားကိုကိုးကွယ်တယ်စစ်မှန်သောကိုးကွယ်ခြင်းဒီခံစားမှုနဲ့မဆိုင်ဘူးရရှိတဲ့ကောင်းကြီးနဲ့မဆိုင်ဘူးဘုရားသခင်ဒီအရာခတ်သိမ်းမှာအောက်ဆိုးသောရှင်ဘုန်းကြီးသောရှင်သခင်ဖြစ်တယ်ဆိုတော့တကယ်နားလည်ပြီးတော့ကိုလူချင်တာရသည်ဖြစ်စေမလူချင်တာရသည်ဖြစ်စေဖယားသခင်ကိုသာလျှင်အချင်းမြတ်ဆုံးသောနေရာမှာထားပြီးတော့ကိုးကွယ်တတ်သောသဘောဒီနာဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်ခြင်းဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့ဘုရားကိုချီးမွမ်းပါအောင်အဲ့နဲ့ဘုရားသခင်ရဲ့ညီလာခံနောက်တပွဲမှာစာတန်ကဒုတိယကြိမ်မြောက်ဖိတ်စာမရဘဲနဲ့ရောက်ချလာပြန်ရော
နဲ့ဘုရားသခင်ကတော့စာတန်ကိုကောင်းမှန်းမိတာဟဲ့ကောင်လူလေစာတန်နင်ဘယ်ကနေလာတယ်လဲဆွဲကမှာကိုတော့ဘုရားတက္ကပါလုံးကိုမွေနောက်တဲ့နေရာနေကျွန်တော်ရောက်ပါတယ်လို့ပြောတော့ငါလူယုံတော်ကြီးငါဖြောင့်မတ်သူကြီးယောဘကိုနင်တိပါတယ်လားလို့ဒုတိယချိန်မေးတဲ့ကတိတာပေါ့ကိုတော့သူအရာအလုံးကိုကိုတော့ရုပ်သိမ့်ပေမဲ့သူ့ကိုယ်ခန္ဓာကိုကိုတော့ချမ်းသာစေတာကိုတော့မယုံရင်သူ့ကိုထိကြည့်ပါလားအယူအသားတွေတစ်ချိန်လုံးထိကြည့်ပါလားသူဒီကိုတော့ရှိမှကိုတော့ကိုချိန်ဆဲပြီးတော့သွားမယ်ကိုတော့ကိုစွန့်မယ်လို့ပြောဒီလိုမဟုတ်ဘူးငါယောဘကြီးမယုံရင်နဲ့လှုပ်ချင်တဲ့လုံးသူ့ကိုယ်ခန္ဓာကိုလှုပ်ပါသူ့အသက်ကိုတော့မထိနဲ့စာတန်ကဆင်းလာပြီးတော့အလုံးတိပြည့်တဲ့အတိုင်းပဲယောဘရဲ့တကူလုံးမှာဘာတွေပေါက်တယ်အနစိမ့်တွေပေါက်တယ်တကူလုံးမှာနာတယ်ကျွန်တော်လူပြူဘွားတော့ကကျွန်တော်ရဲ့ဒီနာဆိုပဲနေရလဲအဲ့ဒီတင်ပါဟုတ်တယ်တင်ပါမှာအနစိမ့်တလုံးပေါက်တာထိုင်လို့တောင်မရဘူးတော်နာတယ်ငိုတောင်ငိုရတယ်ယောဘကကျမ်းစာပါပြောတယ်တကူလုံးမှာခေါင်းကနေခြီပြစီအနစိမ့်တွေပေါက်ပြီးတော့ဦးချမ်းပဲ့လေးနဲ့ချစ်ပြီးတော့အယံဒုက္ခရောက်ပြီးတော့ညီးသွားနေတယ်တဲ့အဲ့ဒီချိန်မှာသူ့ရဲ့တူးတီးသောလောကရဲ့အဖော်မွန်ဖြစ်တဲ့ချစ်စနီးတွေကသူ့ကိုလာအားပေးဖို့နေသားအဲ့ဒီချိန်မှာနောက်ဆုံးမိန်းမကလည်းမခံနိုင်တော့ဘူးထင်တယ်ကျန်တဲ့ချိန်မှာတော့တော်လေးဒီကန်ပေးရှာပါတယ်ယောဘကိုဒါပေမဲ့ဒီတစ်ချိန်ကျတော့သွားလည်းမခံနိုင်တော့ဘူးထင်တယ်ယောဘကြီးရဲ့နင်ဒုက္ခရောက်လွန်းပါတယ်နင်ဘုရားကိုနင်ချိန်ဆဲပြီးတော့နင်ပါတေးလိုက်ပါတော့လို့ပြောလိုက်ယောဘကဘာပြောလဲဟာမိန်းမဒီတစ်ခေါက်တော့နင်လဲမိုက်တော်မိန်းမဒီပြောတယ်လို့နင်လဲပြောလာတယ်နော်ဘုရားသခင်စီကနေကောင်းကြီးတွေလာတယ်ဆိုရင်ဘုရားသခင်ကစီကနေကောင်းကြီးမဟုတ်တဲ့ကောင်းကြီးမဟုတ်မကောင်းကြီးတွေလာရင်လက်မခံတဲ့ဘူးလားဟုတ်လားကောင်းကြီးလာတဲ့ခါမှာလက်ခံတယ်လို့ကောင်းကြီးမဟုတ်တာတွေလာရင်လည်းလက်ခံတဲ့နာမဟုတ်ဘူးလားလို့ဒါမတရားဘူးလားလို့ပြောပြီးတော့သူ့မိန်းမကိုဒီလိုပဲပြန်ဆုံးမတယ်စကားနဲ့ပင်ဘုရားကိုသူမပြစ်ပါဘူးမတို့များဆိုရင်နည်းနည်းပါးစာမေးပွဲမအောင်တာနဲ့စိတ်ကောက်တဲ့လူနဲ့ feeling လေးငုတ်တာနဲ့စိတ်ကောက်တဲ့လူနဲ့သမင်းတလားလေးမစားရတာနဲ့အဲ့ဆိုရင်ဒီစာနဲ့ကိုယ်ကွယ်တာမဟုတ်ဒီနေ့ညလာတဲ့ပရိသတ်တွေအားလုံးကျွန်တော်နောက်ကနေလိုက်ဆိုပါဘယ်လိုအချီနေပဲရောက်ဘယ်လိုခံစားမှုမျိုးပဲရှိပါစေအကျွန်ုပ်အသက်တာမှာထိုဘုရားကိုသာလေကြီးမြတ်စေမယ်ကိုယ်ကွယ်မယ်တစ္ဆာနဲ့ဝိညာဉ်နဲ့ကိုယ်ကွယ်မယ်ဘုရားကိုသာလေအရာခတ်သိမ်းရဲ့အထက်မှာအမြင့်ဆုံးထားပြီးတော့ချီးမွမ်းကိုယ်ကွယ်ပါမယ်ဟုတ်ပါသလားအဲ့ဒီလူသားစစ်မှန်သောနှလုံးသားနဲ့ကိုယ်ကွယ်တတ်လာမယ်ချီးမွမ်းတတ်လာမယ်ဆိုရင်ကျွန်တော်တို့တက်တာဘုရားရဲ့မျက်မှောက်တော်ထဲမှာအမြဲတမ်းစိမ့်လန်းဆူပြေလာမှာဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့ကိုလာတိုက်တဲ့အခက်ခဲတွေစိတ်ညစ်စရာတွေစိတ်ပူပင်တောကစရာတွေကမနိုင်တော့ဘူးဘုရားသခင်ကခုနပြောသလိုအလွန်တရာကြီးမြတ်တဲ့ဘုရားသခင်ဖြစ်တယ်လို့အလွန်ချီးမွမ်းထိုက်တဲ့ဘုရားသခင်ဖြစ်တယ်လို့ချီးမွမ်းခြင်းကိုလည်းခံခြင်းတော်ဘုရားသခင်ဖြစ်တယ်ဆာလံကျမ်းထဲမှာပြောတယ်သူ့လူတွေရဲ့ချီးမွမ်းခြင်းအလယ်မှာသူ့ရဲ့ပလင်တော်ကိုတည်တော်မူတော်ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသင်းတော်တွေမှာကျွန်တော်တို့ရဲ့မိသားစုတွေမှာကျွန်တော်တို့ရဲ့သက်တာမှာဘုရားသခင်ကိုအမြင့်ဆုံးသောနေရာမှာတကယ်ထားပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုဦးစားမပေးဘဲနဲ့ကိုရောကိုသားလေးမျက်စုံတော်နေရာမှာထားပြီးတော့ချီးမွမ်းကိုးကွယ်မယ်ဆိုရင်အမြဲတမ်းဘုရားရဲ့ပလင်တော်ဖြစ်တဲ့မျက်မှောက်တော်ကျဆင်းလာမှာဖြစ်တယ်ခုနဆရာထံတော်လို့ဆိုတယ်မလားမျက်မှောက်တော်ထဲမှာကိုရောဘုရားရဲ့ရှေ့တော်မှာဘယ်နာယောဂမခံနိုင်ဝမ်းနေတာတွေလောကအရာတွေဘာဆိုဘာသူမှမခံရနိုင်ဘူးသခင်ရှိတော်မှာဝယ်အာမင်ဘုရားသခင်ကိုနာဝိညာဉ်တစ္ဆာနဲ့တကယ်ကိုကွယ်လာတဲ့အခါဘ
ဖျားမျက်မှောက်တော်ကျဆင်းလာမယ်ဖျားရဲ့မျက်မှောက်တော်ကျဆင်းလာတဲ့အခါမှာဖျားသခင်ရဲ့ကြီးမားလွန်းတဲ့မေတ္တာကိုလန်းဆန်းစွာခင်ဗျာခံစားလာမှာဖြစ်တယ်အာမင်နှွေးထွေးတဲ့ဘုရားသခင်ရဲ့အတူပါရှိခြင်းကိုခံစားလာမယ်အဲ့ဒါခင်ဗျားကိုအရင်လန်းဆန်းစေမှာဖြစ်တယ်ဘယ်စိတ်ဓာတ်ကြစရာတွေဘယ်အားငယ်စရာတွေကမခံနိုင်တော့ဘူးအဲ့ဒီအောက်တိုင်းတွေပြိုသွားမှာဖြစ်တယ်ဟာလေလုယာဘုရားရဲ့မျက်မှောက်တော်ရောက်လာတဲ့အခါမှာမုန်းတီးတာတွေမနာလူတာတွေတဝန်တူတာတွေချီနှောင်တာတွေမခွန်းလွတ်လာတာတွေမရှိနိုင်တော့ဘူးအကြီးပြောတာဖြစ်တယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာခွန်းလွတ်ခြင်းစီးဆင်းလာမယ်ပျော်ရွှင်ခြင်းစီးဆင်းလာမယ်ဝမ်းမြောက်ခြင်းစီးဆင်းလာမယ်ချစ်ချင်းမြတ်တာစီးဆင်းလာမယ်ချီးမွမ်းကူးကွယ်နိုင်တဲ့အသစ်တော်ခေါ်နာစီးဆင်းလာမယ်ဟာလေလုယာစိတ်နှလုံးပျော်ရွှင်လာမယ်ကိုယ်ခန္ဓာယူရင်ခြင်းစီပါချမ်းသာလာမှာဖြစ်တယ်အာသာလာမှာဖြစ်တယ်အဲ့ဒါနဲ့ခင်ဗျားစိတ်နှလုံးကကြီးလင်းလာပြီးတော့ခင်ဗျားလုပ်ငန်းကင်ကအလုံးမှာကြီးလင်းသောနှလုံးသက်သားနဲ့အလုပ်လုပ်လာနိုင်မှာဖြစ်တယ်ကိုယ်ကွယ်လာနိုင်မှာဖြစ်တယ်စီးပွားရေးမှာဖြောင့်ဖြိုးလာမယ်အာမင်အာမင်အလိုအဆုံးသောအရာတွေဘုရားရဲ့မျက်မှောက်တော်ဖြစ်တယ်အဲ့ဒီဘုရားရဲ့မျက်မှောက်တော်ကိုဘယ်သူကရမလဲနှလုံးသားနဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ချီးမွမ်းတဲ့လူကိုးကွယ်တဲ့လူခံစားချက်ကိုဦးစားမပေးဘဲနဲ့အမြင့်ဆုံးသောနေရာမှာဘုရားကိုထားပြီးတော့ကိုးကွယ်တဲ့လူချီးမွမ်းတဲ့လူအဲ့ဒီအပေါ်မှာဘုရားရဲ့မျက်မှောက်တော်တက်လာတယ်ဒါဝိအပေါ်မှာသူ့ကြောင့်သားကလေးနဲ့သူ့ကြောင့်နေရင်နဲ့တော်ထဲမှာတယောက်တည်းသချင်းဆိုတဲ့အခါမှာဘုရားရဲ့မျက်မှောက်တော်ရောက်လာတယ်သူ့ရဲ့သူကလေးတွေချင်းသိတွေကလာကြိုက်တယ်ချင်းသိတွေလည်းသူဘုရားရဲ့နာမ၌မကြောက်တော့ဘူးကင်ပေါက်ပြီးတော့သူ့တိုးတွေကိုချင်းသိရဲ့လက်သေးကြားတွေကနေပြန်လူယူနိုင်ခဲ့တယ်အာမင်ဤဒီလာတနိုင်ငံလုံးရဲ့အကြီးမားဆုံးသောယန်သူဂေါလိယကြီးကိုသူ့ကြောင့်သားကလေးဒါဝိဒ်ကလောက်လေးခွနဲ့အနိုင်ယူအောင်ခေါင်းဖြတ်နိုင်ခဲ့တယ်ဘာကြောင့်လဲဘုရားသခင်ကိုနှလုံးသားနဲ့ချီးမွမ်းကိုးကွယ်ပြီးတော့ဘုရားမျက်မှောက်တော်နဲ့ပြည်လာတဲ့ခါမှာစစ်နီးပညာနီးပရိယတွေဘာမှမသိပေမဲ့ထာဝရဘုရားရဲ့ဗိသိက်ခြင်းရောက်လာတာဖြစ်တယ်ဘုရားသခင်ရဲ့စွမ်းတကူသူ့အပေါ်မှာတက်ရောက်တာဖြစ်တယ်ခင်ဗျမင်းကလေးဖြစ်ပါစေယောက်ျားလေးဖြစ်ပါစေတီးငယ်အားငယ်နေသောသူဖြစ်ပါစေဘုရားရဲ့မျက်မှောက်တော်ခင်ဗျအပေါ်မှာတက်ရောက်တဲ့ခါမှာအာကြီးတော်သူဖြစ်လာလိမ့်မယ်စွမ်းဆောင်နိုင်တော်သူဖြစ်လာလိမ့်မယ်ဘုံတကူနဲ့ပြည့်တဲ့သူဖြစ်လာလိမ့်မယ်ဉာဏ်ပညာနဲ့စွမ်းထက်တော်သူဖြစ်လာလိမ့်မယ်အတိကလွတ်တာဘုရားတူပါရှိခြင်းဖြစ်တယ်ဘယ်ချိန်မှလဲနာဝိညာဉ်နဲ့သစ္စာနဲ့ဘယ်ရာအလုံးအထက်ကနေထာဝရဘုရားထားပြီးတော့ကိုးကွယ်ချီးမွမ်းတဲ့အခါမှာဟာလေလုယာဒီနေ့ညဒီလိုကြီးကျယ်ခမ်းနားတဲ့ချီးမွမ်းပွဲတော်ကြီးဖြစ်လာနိုင်တယ်အဲ့ဒီအရာလာတကူကကျွန်တော်တို့အသင်းတော်ဂျေဇုတော်ကြောင့်တကယ်ချီးမွမ်းကိုးကွယ်တဲ့အသင်းတော်ဖြစ်ပါတယ်အာမင်ဘုရားသခင်ကျွန်တော်တို့ကိုတကယ်ချီးမြှောက်တယ်လို့ကျွန်တော်ခံစားပါတယ်ဒီမှာဆရာထန်းတောင်တို့တွေဒီအဖွဲသူအဖွဲသားတွေဆရာခေါ်ပြီးတို့တွေအချင်းကြီးဆက်လာကြတယ်ရေးလာကြတယ်ဘုရားမြတ်တော်တို့ခံစားတယ်လို့ရေးလာတော့အပုတ်ဒီများကြီးဒီနေ့ညထွက်လာတဲ့ကကျွန်တော်မနေနိုင်တော့ဒါခွေသွင်းရမယ်ကဘာသူကဘာသားတွေဒီတချင်းစာသားတွေနဲ့ဒီတန်းစင်တွေနဲ့ကောင်းကြီးဖြစ်စေရမယ်ဆိုခံယူခြင်းနဲ့ပေါ်ထွက်လာတဲ့အရာလာဖြစ်တယ်ဘယ်ကနေလာလဲဘုရားမျက်မှောက်တော်ခံစားတဲ့သူသားသမီးတွေရှာနေဖြစ်တယ်အာမင်ဟာလေလုယာဘယ်အလိုကိုပြောပါဦးဘုရားသခင်ကိုနာဝိညာဉ်သစ္စာတရားနဲ့ချီးမွမ်းပါကိုးကွယ်ပါဘုရားသခင်ကိုများများချီးမွမ်းရင်ခင်ဗျားတို့လည်းဘုရားသခင်ချီးမြှောက်မယ်လို့ပြောပါဦးအာမင်အာမင်အာမင်ပြောလိုက်ပါဦးကြက်ကြက်လေး feeling ကလေးနဲ့ပဲမထိုင်ပါနဲ့လို့ပြောပါပြန်ပြောပါဦး feeling လေးဝယ်ဦးစားမပေးပါနဲ့လို့ဘုရားသခင်ကိုခင်ဗျားသက်တာမှာကြီးမြတ်စေပါလို့ပြောပါဦးနှလုံးသားကျွမ်းမဲ့တဲ့ဘုရားကိုကိုးကွယ်ပါနမိတ်လက္ခဏာတွေနေရာယူမယ်ကြီးမားတဲ့အမှုတွေနေရာယူမယ်မဖြစ်နိုင်တာတွေဖြစ်လာတော့မယ်မဖြစ်ဘူးတာတွေဖြစ်လာတော့မယ်ကြီးမားတဲ့နိုးထမှုတွေနေရာယူလာမယ်အနာယောဂငြိမ်းချမ်းနေဖြစ်မယ်အနောဘွယ်တော်နမိတ်လက္ခဏာတွေမြန်မာပြည်မှာတရားယူလာတော့မှာဖြစ်တယ်ခမည်းအပြည့်နိုးထမှုဖြစ်မယ်ဘယ်သူအပြည့်လဲ
တကယ်သစ္စာနဲ့နာဝိညာဉ်နဲ့တကယ်ကိုးကွယ်တဲ့လူအပြင်ကြီးမားသောနုပါဒမှုကြီးကျွန်တော်တို့တိုင်းနိုင်ငံတစ်ခွင်မှာဖြစ်လာတော့မှာဖြစ်တယ်ယုံကြည်ပါသလားအဲ့ဒီမှာအသုံးပြုခံမဲ့သူကဘယ်သူပါလဲဟေးတကယ်ကိုးကွယ်တဲ့ခင်ဗျာအပြင်ဖြစ်လာမှာဖြစ်တယ်တကယ်ချီးမွမ်းတဲ့ခင်ဗျာအပြင်ဖြစ်လာမှာဖြစ်တယ်ဘေးကလူကိုပြောပါအောင်ကျဲရဲလေးငါဟာတကယ်ချီးမွမ်းကိုးကွယ်ခြင်းအပြင်ဘုရားသခင်အသုံးခံမဲ့လူဖြစ်တယ်လို့ခတ်ကြွားကြွားလေးပြောပါအောင်ဟာလေလုယာအာမင်အာမင်ယုံတယ်လားယုံတဲ့လူပြောမယ်မယုံတဲ့လူခတ်တီတီတိုင်းမယ် one more time ငါဘုရားကတော့ဘယ်အသုံးပြုမဲ့လူဖြစ်လဲပြောကျဲပြောကျွန်တော်ဘယ်ငီးမကြည့်နဲ့တော့လေဘေးကလူဒီနဲ့ပြောလေ praise the lord ကျွန်တော်ဒီပြောနာဝိညာဉ်နဲ့သစ္စာနဲ့စိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှအစွမ်းရှိသမျှနဲ့ထာဝရဘုရားကိုသာလျှင်ကျွန်တော်ကိုရွေးနှုတ်သောကယ်တင်ရှင်ယေရှုကိုသာလျှင်ကြီးမြတ်စေမယ်သူသည်ကျွန်တော်ကိုချစ်လျက်ကျွန်တော်အပြစ်တွေလက်ဝါးကားတိုင်းမှာအသေးခံသောအရှင်ဖြစ်တယ်အသွေးတော်ကိုသွန်၍ကျွန်တော်အပြစ်ရှိသမျှကိုစေကြောပြီးသောအရှင်ဖြစ်တယ်တေခြင်းကိုနိုင်လျက်ထမြောက်ပြီးအသက်ရှင်၍မနေ့ယနေ့နောင်ကာလမပြောင်းလဲသောယေရှုဖြစ်တယ်ကျွန်ုပ်ကိုအစင်အမြဲခေါ်နာပေး၍လမ်းပြသောသူသည်တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တယ်သူကိုသာလေကြီးမြတ်စေမယ်ပေါင်းကြီးစေမယ်ကိုးကွယ်မယ်ဟာလေလုယာအာမင်လက်ကောက်ဒီဘုရားကိုချီးမွမ်းရအောင်ကျွန်တော်လုံးဝယုံကြည်တယ်ဒီနေ့ညတရားနာပရိသတ်တယောက်စီတိုင်းတတမှာကိုးကွယ်ခြင်းချီးမွမ်းခြင်းမှာနာဝိညာဉ်သစ္စာနဲ့အရာခတ်သိမ်းခံစားမှုခတ်သိမ်းရဲ့အထက်မှာကိုရောကိုထားပြီးကိုးကွယ်လာကြတော့မယ်ကျွန်တော်တိုင်းနိုင်ငံကြီးဟာအဲ့ဒီကိုးကွယ်သူတယောက်စီတိုင်းပြင်ကြီးမားတော်နှုတ်ထမှုကိုလက်တွေ့ခံစားရတော့မှာဖြစ်ပါတယ်အားလုံးဘုရားသခင်ကိုဘုန်းကြီးခြင်းကိုပြုခြင်းပေးပြီးတော့လက်ကောက်တရားချီးမွမ်းရအောင်များကြီးကျေးဇူးတင်ပါတယ်အခု celebrate ကျွန်တော်တို့ celebration သွားမှာဖြစ်ပါတယ်အာမင်အားလုံးချီးမွမ်းခြင်းသွားမှာဖြစ်အားလုံးရဘုရားလက်ကောက်တရားတကယ်ဘုရားကိုချီးမွမ်းတော့မယ်ကိုးကွယ်တော့မယ်ဘေးကလူကိုပြောပါဦးဘုရားကိုတကယ်ချီးမွမ်းတော့မယ်ကိုးကွယ်တော့မယ်နော်ကြားတဲ့အတိုင်းလုပ်မယ်နော်လို့ပြောပါဦးအာမင်